တရုတ်ကအခုလိုဒီမြန်မာအရေးမှာထဲထဲဝင်ဝင်ပါဝင်လာတာကတရုတ်ကအမြဲပြောနေတဲ့ပြည်တွင်းရေးဝင်ရောက်မစွက်ဖက်ရေးမှုကိုကျော်လွန်ပြီးတော့မြန်မာပြည်ကတရုတ်အကျိုးစီးပွားတွေကာကွယ်ဖို့အတွက်လှုံ့ဆော်လာတာလို့ပြောလို့ရတယ်အားလုံးပဲမြင်ပါပါမင်္ဂလာဒီပလိုမေစီမှာ HD Channel လေးကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ရဲ့တစ်ပတ်မှနှစ်ကြိမ်တနင်္လာတောက်ကြည9:00နာရီတိုင်းမှာတင်ဆက်ပေးလျက်ရှိတဲ့ကမ္ဘာသတင်းမီဒီယာတွေကပြောတော့ကမ္ဘာနှင့်မြန်မာအစီအစဉ်လေးကနေကြိုဆိုလိုက်ပါတယ်ဒီအစီအစဉ်လေးကဆိုရင်တော့ကမ္ဘာသတင်းမီဒီယာတွေထဲကနိုင်ငံတကာပညာရှင်တွေသုံးသပ်တင်ပြထားတဲ့ကမ္ဘာအရေးမြန်မာအရေးဆိုင်ရာဆွေးနွေးသုံးသပ်ချက်တွေထဲကမြန်မာပြည်သူတွေတည်တင်တည်ထိုက်သောသတင်းဆောင်ပါများကိုမြန်မာဘာသာဖြင့်မူရင်းအဘော်အတိုင်းပြန်လည်ဆွေးနွေးတင်ပြပေးတဲ့အစီအစဉ်လေးပဲဖြစ်ပါတယ်ဆိုတော့ဒီနေ့အတွက်သုံးသပ်တင်ပြပေးသွားမယ့်ဆောင်းပါးကတော့ China Tightrope Walk Mediating in Myanmar ဂျိုးဒန်ပေါ်လမ်းလျှောက်နေရတဲ့တရုတ်ရဲ့မြန်မာအရေးဂျားဝင်ညှိနှိုင်းမှုဆိုတဲ့ဆောင်းပါးလေးပဲဖြစ်ပါတယ်ဆိုတော့ဒီဆောင်းပါးကိုရေးသားသူကတော့စုမွန်တန်ဖြစ်ပါတယ်စုမွန်တန်က Research and Advisory Division for Overseas Startup ရဲ့ Global Researcher တူဖြစ်ပါတယ်တိုကျိုခြေစိုက်ဖြစ်ပါတယ်ပြီးတော့သူဟာဂျပန်နိုင်ငံဝါဆေရာ University ကနေပြီးတော့ Political Science နဲ့Master ဘွဲ့ကိုရရှိထားပါတယ်ဒီဆောင်းပါးကိုတော့ Australia နိုင်ငံမှာရှိတဲ့သင်တန်းတစ်ခုဖြစ်တဲ့ Lowy Institute ကထုတ်ဝေတဲ့ The Interpreter စာဆောင်မှာဖော်ပြထားတာပဲဖြစ်ပါတယ်အဲ့တော့ဒီဆောင်းပါးထဲမှာဆောင်းပါးရှင်စုမွန်တန်ကဘာတွေဆွေးနွေးတင်ပြထားလဲဆိုတာကိုစပြီးတော့ကြည့်အောင်ပါနော်အဲ့တော့ပထမဆုံးအချက်အနေနဲ့ပြောတာကဘာလဲဆိုတော့ပြီးခဲ့တဲ့လတွေမှာပေါ့နော်မြန်မာစစ်တပ်နဲ့ဒီတိုင်းရင်းသားလက်နက်ကိုင်တပ်တွေဖြစ်တဲ့ညီနောင်သုံးဘွဲ့ရဲ့တိုက်ပွဲတွေကြောင့်တရုတ်မြန်မာနယ်စပ်တစ်လျှောက်ရှုပ်ထွေးမှုတွေအများကြီးဖြစ်ခဲ့တယ်ပေါ့နော်ဥပမာဘာလဲဆိုရင်ဒီတရုတ်နိုင်ငံထဲကိုမြန်မာပြည်ရဲ့ဒုက္ခသည်တွေပေါ့နော်ဒီ KIA ကပန်းဝါကိုတင်လိုက်တဲ့အချိန်မှာထွက်ပြေးလာကြတဲ့ဟာမျိုးတွေကြောင့်မို့လို့တရုတ်ကဒီနယ်စပ်တကာပိတ်ရတာမျိုးတွေထိလုပ်ခဲ့တယ်ပေါ့နော်တစ်ဖက်မှာလည်းဘာဖြစ်လဲဆိုတော့ဒီစစ်ကောင်းဆောင်မင်းအောင်လှိုင်ရဲ့ဒီတပ်တွေကပေါ့နော်မြန်မာပြည်ရဲ့နေဆက်ထွက်ပေါက်တွေကလောက်တဲ့စီးပွားရေးကုသမှုတွေနဲ့ပတ်သက်ပြီးတော့သူတို့ရဲ့ထိန်းချုပ်မှုအောက်မှာဆက်ထားဖို့အတွက်အခက်အခဲတွေရှိနေတာကိုတွေ့ရတယ်ပေါ့နော်နောက်ထပ်ဗာပြောထားလဲဆိုတော့ဒီမြန်မာဘက်မှာဖြစ်တဲ့တိုက်ပွဲတွေကပေါ့နော်မြန်မာဘက်တင်ပြီးသွားတာမဟုတ်ဘဲနဲ့တရုတ်ဘက်အချမ်းအထိစစ်ပွဲရဲ့အကျိုးသက်ရောက်မှုတွေကိုခံစားလာရတယ်အဲ့တော့ဒီအချိန်မှာကျတော့ဘာဖြစ်လဲဆိုတော့တရုတ်ကဒီဒါရင်းနဲ့ပတ်သက်ပြီးရှော့ချဖို့အတွက်စစ်ကောင်စီနဲ့တိုင်းသားလက်နက်ကန်တွေကြားမှာအပစ်ခတ်ရဆွေးရေးအတွက်လှုံ့ဆော်မှုဖိအားတွေပို့ပြီးပေးလာတာကိုလည်းတွေ့နေရတယ်ပေါ့နော်သူကဘာပြောထားလဲဆိုတော့တကယ်တော့ခုလိုတဲ့မြန်မာအရေးမှာပေါ့နော်တရုတ်ကထဲထဲဝင်ပါဝင်လာတာကသူမြဲပြောနေတဲ့ပြည်တွင်းရေးဝင်ရောက်မဆက်ဖက်ရေးမှုကိုကြော်လွန်ပြီးလှုံ့ဆော်တာပေါ့နော်ပြောရမယ်ဆိုရင်မြန်မာပြည်ကတရုတ်အကျိုးစီးပွားတွေကိုကာကွယ်ဖို့အတွက်သူပြောနေကြပြည်တွင်းမဆက်ဖက်ရေးမှုကိုတော့ကျော်လွန်ပြီးတော့လှုံ့ဆော်လာတယ်လို့ဆွေးနွေးတင်ပြထားတာတွေ့ရပါတယ်နောက်တစ်ဖက်မှာပါရှိလဲဆိုတော့ဒီမြေပြင်မှာပေါ့နော်ဆေရှုံးနေတဲ့ဒီအနောက်ကဘာရဲ့အပယ်ခံမင်းအောင်လှိုင်ကသူ့အတွက်မဟာမိတ်ရရှိအတွက်ရုရှားထိသွားပြီးတော့ပူတင်နဲ့သွားတွေ့တယ်ပေါ့နော်အဲ့လိုပူတင်နဲ့သွားတွေ့ပြီးတော့ရုရှားနဲ့နီးကပ်ဖို့အတွက်ကြိုးစားလာတာလည်းဒါတရုတ်အတွက်သတိထားစရာဖြစ်ခဲ့တယ်ပေါ့နော်နောက်ပြီးတော့2024အတွင်းမှာပေါ့နော်တရုတ်နိုင်ငံသားရေးဝန်ကြီးရဲ့မြန်မာပြည်ကြီးစဉ်နောက်တစ်ခါမင်းအောင်လှိုင်ရဲ့ကိုမင်းကြီးစဉ်တွေကလည်းဘာကိုညှို့ထုတ်နေလဲဆိုရင်တဲ့မြန်မာပြည်တွင်းဆက်ကမြန်မာပြည်တဲကဒီတရုတ်အကျိုးစီးပွားကိုချိန်ချောက်လာနေပြီးတော့ဒီအခြေအနေတွေကိုကာကွယ်ဖို့အတွက်စစ်တပ်ကတိုင်းရင်းသားဖွဲ့စည်းတွေနဲ့ဟိုတရုတ်ကစစ်တပ်နဲ့တိုင်းရင်းသားဖွဲ့စည်းတွေကြားမှာချိန်ခွင်ရှာညှိဖို့အတွက်ကြိုးပမ်းနေတာပဲဖြစ်တယ်ဆိုတာကိုဖော်ညွှန်းနေတယ်တဲ့နော်နောက်ထပ်ပြောတာလေးစိတ်ဝင်ကောင်းပါတယ်အဲ့ဒါစိတ်ဝင်စားဖို့ကောင်းပါတယ်အဲ့ဒါကဘာလဲဆိုတော့တရုတ်အတွက်ပေါ့နော်မြန်မာပြည်တည်ငြိမ်အေးချမ်းရေးကဒေသတွင်းပြဿနာတစ်ခုအဆင့်တက်ပို့တယ်ဘာကြောင့်လဲဆိုရင်မြန်မာပြည်မှာမတည်မငြိမ်ဖြစ်တဲ့ကြောင့်မလို့ဒီတရုတ်ရဲ့ကမ္ဘာလုံးဆိုင်ရာမျှော်မှန်းချက်ဖြစ်တဲ့ခေတ်သစ်ပိုလာမစီမံကိန်း BRI ပေါ့နော်အဲ့ဒီအပေါ်မှာတက်ရောက်မှုတွေရှိလာလို့ပဲဖြစ်တယ်အဲ့တော့ဘာကိုပြောတင်တာလဲဆိုတော့ဒီတရုတ်နိုင်ငံယူနန်ပြည်နယ်မှာပေါ့နော်စွမ်းရည်လိုအပ်ချက်တွေရရှိဖို့အတွက်ကိုသူကဒီရှုပ်ထွေးပြီးတော့ဒီပြဿနာတွေအများကြီးဖြစ်နိုင်နေတဲ့ဒီထိန်းချုပ်ခံရနိုင်တဲ့မလကာရေလေကြောင်းကိုမဖြတ်ဘဲနဲ့ဘင်္ဂလားပင်လယ်အော်တွေကနေမြန်မာကိုဖြတ်မယ်ပြီးရင်တန်းပြီးတော့ယူနန်တရုတ်တွေကိုပို့မယ်ပေါ့နော်အဲ့လိုလုံနိုင်နေဆိုရင်ဒါသူ့ရဲ့ BRI စီမံကိန်းမှာအထောက်အကူပြုမယ်ပေါ့နော်တိုးတော့မြန်မာပြည်ထဲမှာအခုရခိုင်မှာပြဿနာတွေဖြစ်တဲ့ခါကျတော့သူ့ရဲ့ဒီခေတ်သစ်ပိုလန်မစီမံကိန်းအရေးပါတဲ့ဒီကြောက်ဖြူစီမံကိန်းကဒါတိုင်ပတ်နေတယ်ပေါ့နော်ပြောမယ်ဆိုရင်အစီမပြေမှုတွေအနေတွေဖြစ်လာနေတယ်ဒါဟာဒီတရုတ်အတွက်ပေါ့နော်
အရေးကြီးတယ်ဆိုတော့အဓိကပြဿနာတစ်ခုပေါ့နော်အဲ့လိုဖြစ်စေတယ်ပေါ့နော်နောက်ထပ်ဘာပြောလဲဆိုတော့ဒီလိုမျိုးတွေဖြစ်တော့ကြောင့်မလို့ဒါရလက်အနေနဲ့လည်းဒါတရုတ်မှာအမေရိကန်ဒေါ်လာ80ဘီလီယံ28ဘီလီယံလောက်တန်တဲ့စီမံကိန်းတွေဟာဒီ2029စစ်စီရေးကြောင့်နှောင့်နှေးကြန့်ကြာမှုတွေဖြစ်ခဲ့တာကတက်တည်ပဲဖြစ်တယ်ပေါ့နော်နောက်ထပ်ပေါ့နော်နောက်ထပ်အရေးကြီးတဲ့တစ်ချက်ကမြန်မာပြည်မှာစစ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့တရုတ်အတွက်အထိနာတဲ့နောက်တစ်ချက်ကဘာလဲဆိုတော့ဒီလက်ရှိကမ္ဘာမှာပေါ့နော်ခေတ်သစ်နည်းပညာထုတ်ကုန်တွေနဲ့ပတ်သက်ပြီးတော့အရေးပါတဲ့မြေရှားသတ္တုပေါ့နော်မြေရှားသတ္တုထုတ်လုပ်မှုကလည်းဒီမြန်မာပြည်ထဲမှာစစ်ပွဲတွေဖြစ်တော့ရပ်ဆိုင်းကုန်တဲ့အတွက်ကြောင့်မလို့သူကတရုတ်အတွက်ကိုလည်းအများကြီးအထိနာသေးတယ်ပေါ့နော်ဒါကလည်းအရေးကြီးတဲ့တစ်ချက်ဆိုပြီးထောက်ပြထားပါတယ်နောက်ထပ်အရေးကြီးတဲ့တစ်ချက်ကဘာလဲဆိုတော့မြန်မာပြည်မှာပြည်တွင်းစစ်ကြောင့်ဒါတရုတ်နိုင်ငံဘက်ကိုထိခိုက်တာဒီနယ်စပ်ဖြတ်ကျော်လူကုန်ကူးတဲ့ကိစ္စတွေနောက်ပြီးတော့အားလုံးပဲသိကြတဲ့ online ကြားဖြတ်နေပေါ့နော် online ကြားဖြတ်ပြဿနာဒီပြဿနာတွေကိုထိန်းသိမ်းမှုအတွက်လည်းဒါတရုတ်အတွက်ပို့ပြီးတော့ခက်ခဲတယ်ပေါ့နော်အဲ့လိုခက်ခဲရတဲ့ကြောင့်မလို့ဒါမြန်မာနဲ့နယ်စပ်ကပ်ရဖြစ်တဲ့ယူနန်ပြည်နယ်ဘက်မှာမတူညီမှုတွေတိုးလာတယ်ပေါ့နော်ဒါကိုလည်းသူထောက်ပြထားပါတယ်အဲ့တော့အပေါ်အချက်တွေရပါတော့တရုတ်ကဘယ်လိုယူဆလဲဆိုတော့သူမြန်မာအရေးမှာတရုတ်ဝင်ပါတာကဝင်ပါဖို့လိုအပ်တယ်သူ့အကျိုးစီးပွားတွေအတွက်ကာကွယ်ဖို့လိုအပ်လို့မဖြစ်မနေလိုအပ်ချက်အရလှုပ်ဆောင်တာဆိုပြီးတော့တရုတ်ဘက်ကယူဆထားတယ်ဆိုတာကိုလည်းပြောထားပါတယ်အဲ့တော့ဒါကိုကြည့်ချင်းအဖြစ်ပြောမယ်ဆိုရင်ပေါ့နော်မြန်မာအရေးမှာတရုတ်ကဒီလိုမျိုးပေါ်ပေါ်ထင်ထင်ပါဝင်လာတာကဘာကိုဘယ်လိုကောက်ချက်ချလဲရမလဲဆိုရင်မြန်မာအရေးကပြည်ရင်းရေးပြဿနာကနေဒေသတွင်းပြဿနာတည်းဖြစ်လာနေတာပဲဆိုပြီးတော့ထောက်ပြထားပါတယ်ဘာကိုပြောချင်တာလဲဆိုတော့ဗောနော်ကမ္ဘာအင်အားကြီးနိုင်ငံတွေဖြစ်တဲ့ဒီရုရှားကမြန်မာပြည်ကိုမြန်မာစစ်တပ်ကိုတိုက်နေရောင်းချပေးတယ်အခုတခါနျူကလ িয়ার ဓာတ်အားပေးစက်ရုံဆောက်ဖို့ကကူညီပေးလာနေတာရှိတယ်တရုတ်ကလည်းဘာဖြစ်လဲရုရှားနဲ့အပြိုင်မြန်မာပြည်မှာဒီစစ်တပ်ကချင်းခါမရွေးကောက်ပွဲကိုထောက်ခံပေးပြီးတော့စစ်တပ်ကိုသူလည်းထောက်ခံပါတယ်ဆိုတဲ့ဟာမျိုးအပြိုင်ပြလာတယ်ဗောနော်အဲ့ဒီပြိုင်ဆိုင်မှုတွေကိုလည်းတွေ့လာရတယ်ဆိုပြီးတော့ပြောထားပါတယ်တကယ်တော့တရုတ်ရဲ့မြန်မာအရေးရဲ့ဒီချက်ကပေါ့နော်သူကဒီစောင်းပါရှင်စုမန်သားကပြောထားလဲဆိုတော့ယူကရိန်းအရေးမှာလည်းဒီအနောက်နိုင်ငံတွေနဲ့စန့်ကျင်ဘက်အနေနဲ့ရပ်တည်ဖို့ရုရှားကိုတရုတ်ရဲ့ထောက်ခံကူညီပေးတာနဲ့ပြောမှဆိုရင်တူတူပဲတနည်းအားဖြင့်အာဏာရှင်တွေကိုတရုတ်ကအင်အားပံ့ပိုးပေးတာပဲလို့သူကပြောထားပါတယ်ဒါပေမဲ့သူပြောထားတဲ့နောက်ထပ်ပေါ့နော်ဘာလို့သူကပြန်သတိပေးထားလဲဆိုတော့အဲ့လိုအခုနပြောတဲ့အချက်တွေအားလုံးကြောင့်မလို့တရုတ်ဖြစ်ချင်တယ်လို့ပဲအရာအလုံးကဖြစ်လာတော့မှာလားပေါ့နော်ဒါလည်းသူကမေးခွန်းထုတ်ထားပါတယ်ဒါပေမဲ့သူကဘာပြောလဲဆိုတော့အဲ့လိုတော့ဖြစ်မှာမဟုတ်ဘူးတဲ့ဘာကြောင့်လဲဆိုတော့စစ်ရှုံးနေတဲ့စစ်ကောင်စီကိုတရုတ်ကထောက်ခံပေးတာကဒီတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့စန့်ကျင်ဘက်ကိုပို့ပြီးရောက်စေတယ်ပေါ့နော်တရုတ်ကိုအဲ့လိုရောက်ချင်းအဖြစ်လဲဘာဖြစ်လာမလဲဆိုတော့မြန်မာပြည်သူတွေရဲ့အမျက်ဒေါသကိုလည်းတရုတ်အစိုးရအနေနဲ့တရုတ်နိုင်ငံအနေနဲ့တရုတ်ပြည်သူတွေအနေနဲ့ရင်ဆိုင်လာရနိုင်တယ်လို့ပြောထားပါတယ်အဲ့တော့ပြောမယ်ဆိုရင်မြန်မာအခြေအနေမှာပေါ့နော်တရုတ်အတွက်အကန့်အသတ်တွေအများကြီးရှိတယ်အဲ့ဒါကြောင့်မလို့ဒီဆောင်းပါးရဲ့ခေါင်းစဉ်ကဘာလဲဆိုတော့ကြိုးတန်းပေါ်လမ်းလျှောက်နေတဲ့တရုတ်ရဲ့ဂျာဝန်ညှိနှိုင်းဆောင်ရွက်မှုဆိုပြီးတော့ပြောထားတာပေါ့နော်ဒါကိုထင်ရှားပြသနေတယ်လို့သူကပြောထားပါတယ်အဲ့တော့နောက်ထပ်ပေါ့နော်အရန်အရေးကြီးတဲ့အချက်ရှိပါတယ်အဲ့ဒါကဘာလဲဆိုတော့တရုတ်ကကမ္ဘာလုံးမှာသွားပြီးတော့ဟိုဘေးနိုင်ငံနဲ့ဘေးနိုင်ငံပြဿနာဖြစ်နေဆိုသူကဂျာဝင်ပြီးတော့ငြိမ်းချမ်းရေးသမားစိတ်သက်ညှိနှိုင်းရေးသမားဆိုတဲ့ပုံစံမျိုးနဲ့လုပ်တင်ညာရှိတယ်လေအဲ့တော့အဲ့ဒီလိုမျိုးနိုင်ငံတကာဘာလုံးမှာရှိတဲ့ဥမာနောက်ဆုံးဒီဆော်ဒီလိုအီရန်လိုနိုင်ငံမျိုးတွေကြားမှာဖြစ်တဲ့ပြဿနာတွေတော့မှသူကငြိမ်းချမ်းရေးသမားဆိုပြီးတော့ညှိပေးဖို့လုပ်ဖို့စ조사နေတဲ့အချိန်မှာသူ့ရဲ့ဘေးအိမ်သူ့ရဲ့နေဆက်မှာဖြစ်နေတဲ့မြန်မာပြည်ရဲ့ပြဿနာကိုတရုတ်ကဘာမှမလုပ်ပေးနိုင်ဘူးလားဆိုတဲ့အခြေအနေမျိုးဖြစ်လာရင်သူ့ရဲ့ငြိမ်းချမ်းရေးသမားဆိုတဲ့ပုံရိပ်အတွက်လည်းဒါစိန်ခေါ်မှုတစ်ခုဖြစ်နေပါတော့အဲ့ဒါလေးကိုပြောထားပါတယ်အဲ့တော့ညီကုန်းချုပ်အနေနဲ့ဒါဆောင်းပါရှင်စုမန်တန်ကဘာနဲ့ညီကုန်းချုပ်ထားလဲဆိုရင်အခုလိုမျိုးပေါ့နော်တရုတ်ကအသေးအတန်မြန်မာပြည်မှာဝင်ပါဖို့ကြိုးပမ်းနေတဲ့အချိန်မှာတစ်ဖက်မှာတော့အမေရိကန်တို့ EU တို့ကကျတော့ဘာလုပ်ထားလဲဆိုတော့စီးပွားရေးပိတ်ဆို့ရေးမှုတွေလုပ်ထားတယ်တန်တမန်ရေးရဖက်ချင်မှုတွေလုပ်ထားတယ်အဲ့လိုတွေလုပ်ထားတဲ့အခါကျတော့တစ်ဖက်လည်းနဲ့ဘယ်လိုဖြစ်သွားလဲဆိုတော့မြန်မာပြည်နဲ့ပတ်သက်ရင်မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ကိစ္စအားလုံးကိုတရုတ်လက်ထဲကိုဝါခွက်အပ်ထားသလိုဖြစ်ပြီးတော့မြန်မာပြည်ဟာအနာဂတ်မှာပေါ့နော်အင်အားကြီးနိုင်ငံတွေရဲ့တစ်ဆင့်ကအားပြိုင်ရနေရတခုဖြစ်လာမယ့်အနေရရှိနေတယ် proxy war ဖြစ်လာမယ့်အနေရရှိနေတယ်လို့ပြောပြီးတော့သုံးသပ်ရေးသားနေကုန်းချုပ်ထားပါတယ်ကဲဒါကတော့တောင်းပရှင်စုမုံတန်ရဲ့ China Tightrope Walk Mediating in Myanmar ကြိုးတန်းပေါ်လမ်းလျှောက်နေရတဲ့တရုတ်ရဲ့မြန်မာရေးကြားဝင်ညီနိုင်မှုစောင်းပါကိုမူရင်းအပေါ်မပြတ်တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်အဲ့တော့လာမယ့်အစီအစဉ်တွေမှာလည်းစိတ်ဝင်စားဖို့ကောင်းတဲ့ဘယ်လိုစောင်းပါတွေကိုတင်ဆက်ပေးမလဲဆိုတာစိတ်ဝင်စားရင်ဒီမြန်မာ Diplomacy by HD Channel လေးကို Subscribe လုပ်ထားနိုင်ပါတယ်စောင်းပါရှင်ရဲ့ဆွေးနွေးမှုနဲ့ပတ်သက်ပြီးတော့လူကြီးမင်းတို့ရဲ့အမြင်တွေကိုလည်း comment မှာဆက်လက်ဆွေးနွေးနိုင်ကြပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်